When entertainment ပြည်သက်များမင်္ဂလာပါခင်ဗျမင်းမော်ကွန်းရဲ့မွေးနေ့လက်ဆောင်ကမ်ပိန်းမျှော်မှန်းပမာဏပြည့်ဖို့အနှဲငယ်လိုနေသေးတဲ့အကြောင်းတင်ဆက်ပေးခြင်းပါတယ်ခင်ဗျရုပ်ရှင်တရုတ်ဆောင်မင်းမော်ကွန်းရဲ့မွေးနေ့လက်ဆောင်ကမ်ပိန်းရဲ့သတ်မှတ်ထားတဲ့ပမာဏကတော့မြန်မာငွေ$9,000အမေရိကန်ဒေါ်လာ$125,000ဖြစ်ပါတယ်မူလသတ်မှတ်ထားတဲ့ကမ်ပိန်းပေးရဖြစ်တဲ့ယမန်နေ့ဖေဖော်ဝါရီလ24ရက်အထိရရှိထားတာကတော့အမေရိကန်ဒေါ်လာ$9,200ကျော်ဖြစ်ပါတယ်အမေရိကန်ဒေါ်လာ$3,000ကျော်လိုအပ်နေသေးတာဖြစ်ပါတယ်ယနေ့ဖေဖော်ဝါရီလ25ရက်နေ့ညနေပိုင်းမှာတော့ကမ်ပိန်း target ပြည့်ဖို့16%လိုသေးတယ်လို့ထပ်မံတင်လာတဲ့အတွက်ကြောင့်မို့လို့ဒေါ်လာ$2,000ကျော်လိုသေးတယ်လို့ယူဆရမှာဖြစ်ပါတယ်ဒီကမ်ပိန်းရဲ့ရည်ရွယ်ချက်ကတော့တိုက်ပွဲတွေမှာ6ရောက်ဆွလွန်သွားခဲ့ရတဲ့ရဲဘော်တွေအတွက်ခြေထုတက်ပေးဖို့ဖြစ်ပါတယ်မျှော်မှန်းပမာဏပြည့်မယ်ဆိုရင်ရဲဘော်အယောက်150အတွက်ကူညီခွင့်ရမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းဒီရဲဘော်တွေကိုကျွန်တော်တို့တွေပြစ်မထားဘူးဆိုတာကိုလည်းပြသရရောက်မှာဖြစ်ပါတယ်လို့မင်းမော်ကွန်းကရေးတင်ထားပါတယ်ဒါကြောင့်မင်းသားမင်းမော်ကွန်းရဲ့မွေးနေ့ဖေဖော်ဝါရီလ26ရက်နေ့အထိကမ်ပိန်းကို2ရက်ထပ်မံတိုးလိုက်တာဖြစ်ပြီးတော့ကမ်ပိန်းရဲ့ target ပြည့်မြောက်အောင်ကူညီပေးကြဖို့မင်းသားကတိုက်တွန်းထားပါတယ်ခင်ဗျာ